လိုက်ဆိုလိုက်မင်းတကာမင်းပဲမင်းဆိုတယ်အိုမင်းနာမင်းသေမင်းဆိုတယ်ပြမလူနာလေးရအပဲသူချေရင်ဝတ်စင်းကြရတယ်မင်းတကာမင်းပဲမင်းဆိုတယ်အိုမင်းနာမင်းသေမင်းဆိုတယ်ပြမလူနာလေးရအပဲသူချေရင်ဝတ်စင်းကြရတယ်ဒုဗိဒယေမင်းတကာမင်းမှာအဆိုးဆုံးမင်းသုံးမင်းရှိတယ်မင်းဘယ်နှပါမင်းကောင်းလားမင်းဆိုးလားမညာမတရဲရဲဆက်ဆက်တပ်ဖြတ်တဲ့နေရာမှာနံပါတ်1ပဲတဲ့ဆိုတဲ့မင်းလောကရှိသေးလားရှိပါဘူးဗျာဒါကြောင့်တရားအထုတ်ရင်သူတတိယတရားအမထုတ်ခြင်းရင်လည်းဘသူတတိယမင်းတရိယနေတရားစကားဘက်မှာဘုန်းကြီးတရားဟောတော့ဘုန်းကြီးကပြောတယ်တရားအမထုတ်ခြင်းတဲ့ပုဂ္ဂိုလ်တွေမင်းတို့တွေမသိမ်းမေနဲ့တွေ့မယ်ဘာနဲ့တွေ့မယ်ပြီးတော့ဘုန်းကြီးကမေခွန်းထုတ်တယ်ပိဋကရဲ့မသိမေဆိုတာသိလားဆိုတော့ဒကမာကြီးတယောက်ကအော်လျှောက်တယ်တပည့်တော်ပါဖရာတကယ်ဟာသကိုဖြစ်လို့သူ့နာမည်ကမသိငွေတဲ့အသက်က80ဆိုတော့နာကနဲ့လေးနေပြီအဲ့ဒါမသိမေပြောတာကို तू ကမသိငွေကြားတယ်ခေါ်တယ်မှတ်လို့တပည့်တော်ပါဖရာဆိုချလျှောက်တယ်ဒီတဲ့မသိမေကိုပါလားပါရင်လည်းနာမည်ပြောင်းမသိမေဆိုတာဘာပြောတာမသိမေပြောတာကုသိုလ်လောကမှာပြည့်နေတဲ့လူတွေတရားအထုတ်မှာပြည့်နေတဲ့လူတွေကြောက်နေတဲ့လူတွေဘာနဲ့တွေ့ရိုးရိုးရင်လေးပြောမသိမေနဲ့တွေ့မိလားဒါကြောင့်ဒုဗေဒရေသေမင်းဟာအဲ့လောက်ကြောက်เสียကောင်းဒါကြောင့်ဒီသေမင်းကိုဒုဗိဒရေစစ်ခင်းပြီးတော့အနိုင်ယူကြမယ်ဒီခေတ်မှာလဲတိုင်းပြည်အသီးသီးမှာမင်းနေမရှိဘူးလား